ရော်ရီတိုင်းဒေသကြီးကျုံပြောမြို့နယ်စသလင်းကြီးရွာအုပ်စုစသလင်းကြီးရွာမှာပြဦးလာဝေမိမိတော်သင်းသင်းတွေတို့ဤသားငယ်လေးကိုမြပြိုးပိုင်နဲ့တာရင်မင်းသူတို့ဤချီညီလေးမောင်တိုးလျောင်ခမတိုးသည်အသက်20ပြည့်မွေးနေ့မှစတင်၍နောက်နှစ်ပေါင်းများစွာအထိစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းဖြစ်ခင်ရသောသူများနှင့်လည်းပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရခင်ဗျာရော်ရီတိုင်းဒေသကြီးကျုံပြောမြို့နယ်စသလင်းကြီးရွာအုပ်စုစသလင်းကြီးရွာမှာပြဦးလာဝေမိမိတော်သင်းသင်းတွေတို့ဤသားငယ်လေးကိုမြပြိုးပိုင်နဲ့တာရင်မင်းသူတို့ဤချီညီလေးမောင်တိုးလျောင်ခမတိုးသည်အသက်20ပြည့်မွေးနေ့မှစတင်၍နောက်နှစ်ပေါင်းများစွာအထိစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းဖြစ်ခင်ရသောသူများနှင့်လည်းပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရခင်ဗျာ